ကျွန်တော်ရဲ့ဝါသနာတူမိတ်ဆွေတွေကိုဒီ file မှာကျွန်တော်တကွက်ကောင်းကနန်းလေးကျွန်တော်မျှဝေပေးခြင်းပါတယ်ဒီ file လေးမစခင်တော့ကျွန်တော်ကြော်ညာဝင်အောင်မယ်နော်အဲ့တော့အခုလာမဲ့12ကြိမ်မှာဒဲထိုးရမဲ့ကနန်းကောင်းလေးတစ်ခွက်ရှိပါတယ်စနစ်ရန်ကောင်းပါတယ်နော်ဒဲခွာကနန်းလေးပါကျွန်တော် member cancel ကြေးကိုလည်းကျွန်တော်သူ့ဘက်ကိုပဲမြန်မာတက်တာကျွန်တော်ယူပါမယ်နောက်ပြီးတော့ဒီ12ကြိမ်မှာအားပေးတဲ့မိတ်ဆွေတွေကိုလည်း12 13 14 3ကြိမ်စာ member ကလက်ဆောင်ပို့ပေးမှာပါနော်ဒီလို member ဆရာမှုရှာကြည့်ပါဦးနော်ဒါပေမဲ့ကျွန်တော်ဒီ member အယောက်30ပဲကျွန်တော်လက်ခံပါတော့မယ်စနစ်ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်29ရက်နေ့မှာပို့ပါမယ်ဆိုတာလေးကြိုပြောပြစီစိတ်ဝင်စားတဲ့မိတ်ဆွေတွေ comment မှာဖုန်းနံပါတ်ချပေးထားပါတယ် Viber တောင်မှ Telegram နဲ့ဆက်သွယ်နိုင်ပါတယ်တော့ဒီစာရွက်လေးကကျွန်တော်ဒါပြန်ချက်စနစ်တင်ခဲ့တဲ့စာရွက်လေးပါနော်ဒီ site လေးကလည်းပြန်ချက်စနစ်ဒီနေ့မှာပူနွေးအောင်ထားတဲ့စနစ်လေးပါနော်ဒီမှာ3ညထိနေကနေဒီမှာပြန်ကြအောင်ထားခဲ့တဲ့စနစ်လေးနော်အဲဒီတော့ကကျွန်တော်ပြန်ကြကိုနှစ်ဖိုင်တင်တယ်နှစ်ဖိုင်လုံးအောင်ခဲ့ပါတယ်နော်တစ်ဖိုင်ဆိုရှင်တပွဲကြော်ကနေပြန်ကြတပွဲကြော်ကနေပြန်ကြဆိုဒီမှာအောင်သွားတယ်နော်ဒီဖိုင်ဆိုလဲဒီစနစ်ဆိုလဲ3ညထိနေကနေ3မို့3ညပရိနေကနေဒါမှမဟုတ်6ပါးကနေပြန်ကြဆိုကျွန်တော်တင်ပေးခဲ့တာ3ညထိနေကနေဒီကနေပြန်ကြအောင်သွားတယ်နော်ဒီမှာကျွန်တော်95ခုနှစ်မှာ8နောက်ပိတ်8နောက်ပိတ်ကြောင့်မို့အောက်မှာနှလုံးပေါင်း8ဖြစ်တယ်နောက်တော့နှလုံးကလည်း10ဖြစ်နေရမယ်အဲ့ဒီ8ကိုသူကဒီလိုအခွေ8လို့ဖြီးထားတယ်တခါ15နှစ်ချပြီးတော့ဒီမှာခွန်နောက်ပိတ်ကြောင့်မို့နောက်လုံးပေါင်းခွန်နောက်ထပ်နှလုံးကလည်း10ဖြစ်ထားရမယ်အဲ့ဒီခွန်ကိုဒီလိုအခွေခွန်လို့ဖြီးထားတယ်တခါ15နှစ်ချပြီးတော့6နောက်ပိတ်8ခွန်6နောက်ပိတ်စီနေရနော်ဒီ6နောက်ပိတ်ကြောင့်ကိုနောက်လုံးပေါင်း6နောက်ထပ်နှလုံးကလည်း10ဖြစ်ထားရမယ်အဲ့ဒီ6ကိုဒီလိုခွေ6လို့လည်းဖြီးထားတယ်ဒီစနစ်ပါနော်အဲ့ဒီမှာကျွန်တော်ပြချင်တဲ့တစ်ခွက်ကောင်းလေးကဒီမှာကျွန်တော်တို့ဒီမှာ8နောက်ပိတ်နောက်ထောင်30ဒီ8နောက်ပိတ်ကဒီနှစ်ကြောင့်မို့8နှလုံးမြောက်ပိတ်တဲ့ချိန်မှာဒီမှာတစ်လုံးပိတ်ပြီးဒီမှာနှလုံးပိတ်ပြီး8နှလုံးမြောက်ပိတ်တဲ့ချိန်မှာ6လယ်အနေနဲ့ပိတ်တာအဲ့ဒီ698ဆိုတဲ့ကဏ္ဍကလည်းသူ့8 3နှစ်ကကဏ္ဍနော်တခါဒုတိယကခွန်နောက်ပိတ်နောက်ထောင်30ဒီခွန်နောက်ပိတ်ကဒီ3ကြောင့်မို့ခွန်3ချိန်ပိတ်တဲ့ချိန်မှာဒီမှာ1ချိန်ပိတ်ပြီးဒီမှာ2ချိန်ပိတ်ပြီးဒီမှာ3ချိန်ပိတ်ပြီးခွန်3ချိန်ပိတ်တဲ့ချိန်မှာ6လယ်အနေနဲ့ပဲပိတ်တာအဲ့ဒီ39ခွန်ဆိုကဏ္ဍကလည်းသူ့8 3နှစ်ကကဏ္ဍတခါတတိယက6နောက်ပိတ်နောက်ထောင်30ဒီ6ကလည်းဒီ4ကြောင့်မို့6 4လုံးပိတ်တဲ့ချိန်မှာဒီမှာ1လုံးပိတ်ပြီးဒီမှာ2လုံးပိတ်ပြီးဒီမှာ3လုံးပိတ်ပြီးဒီမှာ4လုံးပိတ်ပြီး6 4လုံးပိတ်တဲ့ချိန်မှာလည်း6လယ်အငိမ့်နဲ့696ဆိုကဏ္ဍကသူ့8 3နှစ်ကကဏ္ဍအဲ့ဒီခုနကပြောခဲ့တဲ့98 9ခွန်96ဒါနှစ်အကိုက်စီနီယာအကိုက်အပင်ကိုက်ပေါ့နော်နှစ်အကိုက်အပင်ကိုက်အဲ့ဒီမှာကျွန်တော်တို့ဒီမှာ8နောက်ပိတ်ကဒီမှာ98နောက်တွဲနဲ့698ဆိုကဏ္ဍကသူ့8 3နှစ်ကကဏ္ဍဒီကဏ္ဍကနေပြီးတော့ဇောင်း9နှစ်သွားမယ်နော်1 2 3 4 5ဒီကဏ္ဍရဲ့တပွဲကျော်နော်ဒီ668ကဒီ698 8 3နှစ်ကကဏ္ဍဒီကနေပြီးတော့ဇောင်းတက်မယ်9နှစ်ရည်မယ်နော်1 2 3 4 5 9နှစ်ကဒီမှာတပွဲကျော်မှာခွန်65ဆိုကဏ္ဍလေးတခါဒုတိယကဒီမှာခွန်နောက်ပိတ်ကဒီမှာ6ခွန်နောက်တွဲနဲ့39ခွန်သူ့8 3နှစ်ကကဏ္ဍဒီကဏ္ဍဒီကနေလည်းသူကဇောင်း9နှစ်တက်မယ်1 2 3 4 5သူ့ရဲ့တပွဲကျော်မှာလည်းခွန်56ပဲတခါတတိယက6နောက်ပိတ်ကဒီမှာ6 6နောက်တွဲနဲ့6 9 6ဆိုကဏ္ဍကသူ့8 3နှစ်ကကဏ္ဍဒီကဏ္ဍကနေပြီးဇောင်း9နှစ်တက်မယ်1 2 3 4 5သူ့ရဲ့တပွဲကျော်ဆိုကျွန်တော်ကဥပွဲမှာကျွန်တော်ခွန်56ကိုထိုးရမှာနော်ခွန်56အားလေးမဖြစ်မနေထိုးရမယ်ကျွန်တော် member ကတ်မှာလဲကျွန်တော်6ခွက်ထဲကနေတစ်ခွက်ရွေးပြီးကျွန်တော်ထည့်ပေးမယ်နော်အဲ့ဒီမှာကျွန်တော်နောက်အထောက်လေးတစ်ခုပြမယ်နော်ကျွန်တော်တို့ဒီမှာပထမကတ်ဒီမှာ8နောက်ပိတ်နှလုံးပေါင်း8နောက်ထောင်30ဖြစ်တော့ပထမကတ်မှာဒီမှာ6လေတိုင်းဒီ6လေတိုင်းရဲ့အကြောင်းမို့နောက်နှစ်6ကြိမ်မှာခုနကပြောခွန်65တခါဒုတိယကတ်ခွန်နောက်ပိတ်နှလုံးပေါင်းခွန်နောက်ထောင်30ဒုတိယကတ်က4လေတိုင်းခုနက6လေတိုင်းအခုက4လေတိုင်းနော်ဒီ4ကြောင့်မို့နောက်နှစ်14ကြိမ်မှာကျွန်တော်ခုနပြောတဲ့ခွန်56တခါတတိယက6နောက်ပိတ်နှလုံးပေါင်း6နောက်ထောင်30
6လေတိုင်း4လေတိုင်းပြီးတော့ဒီမှာ2အလေတိုင်းဒီ2လေတိုင်းကြောင့်မို့ဒီ2ထဲက12ကြိမ်မှာခွန်56ဒါဖြစ်နိုင်ခြေအများကြီးရှိရနော်ဒါလေးကိုကျွန်တော်မိတ်ဆွေတွေကြိုက်ရင်ထိုးပါနော်ကျွန်တော်လည်းထိုးမှာပါကျွန်တော်မှန်မှာကတ်မှာလည်းဒီကဏ္ဍပါပါမယ်နော်နောက်ပြီးတော့လက်စနဲ့ကျွန်တော်အတွဲလေးပြမယ်ဗျာနော်ဒီမှာကျွန်တော်တို့မှာရှင်းနောက်ပိတ်နောက်ပေါင်းရှင်း2010ဒီမှာဒီရှင်းနောက်ပိတ်တပွဲကျော်မှာ3ရက်နောက်ပိတ်တပွဲကျော်နောက်ပိတ်နဲ့ပေါင်းကြီးက10ပုံသေးဖြစ်နေတယ်အဲ့ဒီနှစ်ကဲ3ညပိတ်ကဲနော်နှစ်ပိတ်က3ညပိတ်ကဲနှစ်3ညဆိုအတွဲလေးကရင်းဆိုင်မှာနှစ်3ညအတွဲလေးပါနေတယ်နော်တခါဒုတိယကခွန်နောက်ပိတ်နောက်လုံးပေါင်းခွန်2010ခွန်နောက်ပိတ်နဲ့တပွဲကျော်နောက်ပိတ်နဲ့ပေါင်းကြီးက10ပုံသေးဖြစ်တယ်အဲ့ဒီ3နောက်ပိတ်ကဲ1နောက်ပိတ်ကဲ3တစ်ဆိုအတွဲလေးကဒီမှာရင်ဆိုင်မှာ3တစ်ဆိုအတွဲလေးပါတယ်နော်တခါတတိယက6နောက်ပိတ်နောက်ပေါင်း6010 6နောက်ပိတ်တပွဲကျော်ကနောက်ပိတ်နဲ့ပေါင်းကြီးက10ပုံသေးဖြစ်တယ်အဲ့ဒီနှစ်ကဲ4ရယ်နော်နှစ်4ဆိုအတွဲလေးနှစ်4ဆိုအတွဲလေးကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားရင်ကစားနိုင်ပါတယ်နှစ်4တွဲနဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာ4-6နောက်တွဲလေးကျွန်တော်တင်ထားရလဲရှိတယ်ဒီစနစ်နဲ့ပဲနော်အဲ့မှာကျွန်တော်2-4-6အာမူကနဲ့ကျွန်တော်တင်ထားလဲရှိပါတယ်ဒီပွဲမှာနှစ်4တွဲလေးလည်းကောင်းတယ်4-6နောက်တွဲလေးလည်းကောင်းတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေလည်းကြိုက်မယ်ဟေးဆိုနှစ်4-6လေးကိုစိတ်ဝင်စားရင်ကျွန်တော်တင်ထားတဲ့ file လေးမှာပြန်ကြည့်နိုင်ပါတယ်ကဲအားလုံးပဲအောင်မြင်ကြပါစေနော်